ဇလန်းအစမှာဘတ်စကားနှစ်စီးလမ်းပေါ်ကသွားနေသည့်အတွင်းမှာမိန်းကလေးចောင်းသူတွေအများအပြားပါလာကြပါတယ်။သူတို့အားလုံးចောင်းသွားနေကြတာဖြစ်ပြီးအဲ့ဒီထဲမှာမစ်ဆူကိုလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်လည်းပါပါတယ်။မစ်ဆူကိုဟာစာအုပ်ထဲမှာမှတ်စုရည်နေတဲ့အချိန်သူမရဲ့တငယ်ချင်းတွေကအမျက်စာရည်နေရင်ဘာရမလဲဖျော်ပပနေပါလို့အရင်မေးပြီးသူမရဲ့စာအုပ်ကိုဆွဲယူလိုက်ကြပါတယ်။ပင်လဲလက်ထဲကကြာသွားပြီးမစ်ဆုကိုပင်ယူဖို့ငုံလိုက်ချိန်မှာမမြင်နိုင်တဲ့အရာတစ်ခုကလေလိုမြင်ဆန်ဝင်လာပြီးဘတ်စကားနှစ်စီးလုံးကိုအလေတန်းကနေဖြတ်တောက်လိုက်ပါတယ်။အဲဒီကြောင့်ចောင်းသူအောင်လုံးချက်ချင်းတည်ဆုံသွားပြီမဲ့ပင်ယူဖို့ငုံထားတဲ့မစ်ဆုကိုပဲအသက်ရှင်ကျန်နေပါတယ်။နောက်ပိုင်းမှာသိရတာကလူတွေကိုဖြတ်တောက်နေတာဟာမမြင်နိုင်တဲ့လေဖြစ်ပါတယ်။အဲ့ဒီလေဟာမစ်ဆုကိုနောက်ကိုပါလိုက်လာတာကြောင့်သူမကြောက်လန့်ပြီးပြေးလွှားထွက်ပြေးရပါတယ်။လမ်းမှာသူမကအခြားမင်းကလေးတွေကိုတတိပေးဖို့ကြိုးစားပေမဲ့နောက်ကျသွားပြီးသူတို့အားလုံးလည်းလေကြောင့်တေဆုံသွားကြပါတယ်။နောက်ဆုံးမြစ်နားကိုရောက်တဲ့အခါလူသေးခန္ဓာကိုယ်တွေအများကြီးတွေ့ရပြီးမစ်ဆုကိုကအဝတ်အစားပြောင်းပြီးထွက်ပြေးနေတာမှာမထင်မှတ်ပဲကြောင်းတစ်ကြောင်းနဲ့ရောက်သွားပါတယ်။အဲ့ဒီကြောင်းမှာသူမနဲ့မတူတဲ့ယူနီဖောင်းဝတ်ထားတဲ့မိန်းကလေးတွေအများကြီးရှိနေပြီးသူမရဲ့အချစ်ဆုံးတငယ်ချင်းလည်းပါနေပါတယ်။မစ်ဆူကိုကဘာတွေဖြစ်နေလဲနားမလည်နိုင်ပဲဒါဟာအိမ်မက်လားအမှန်လားဆိုတာကိုစိတ်ရှုပ်ထွေးနေပါတယ်။မကြခင်မှာတော့ဆီရာမတွေကចောင်းသူတွေကိုတနက်နဲ့ဖိခတ်လာပြီးမစ်ဆူကိုကထက်မှန်အသက်ရှင်ကြံရစ်ပြန်ပါတယ်။နောက်ပိုင်းမှာတော့သူမဟာအခြားကဘာတွေမတူညီတဲ့ကိုပွားပွားတွေတဲ့အဆက်မပြတ်ပြောင်းလဲရောက်ရှိနေတယ်ဆိုတာသိလာရပါတယ်။အဆုံးမှာအရာအလုံးဟာလူတစ်ယောက်ဖန်တီးထားတဲ့ game တစ်ခုဖြစ်တယ်ဆိုတာပေါ်လာပြီးမစ်ဆူကိုကသူမရဲ့ကံကြမ္မာကိုကိုယ်တိုင်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာဒီကဘာမှာမဖြစ်နိုင်တဲ့အရာကိုကိုယ်တိုင်လုပ်ပြလိုက်ပြီး game ကိုထိန်းချုပ်နေသူကိုဖျက်ဆီးလိုက်ပါတယ်။အဲဒီနောက်မစ်ဆူကိုဟာ game ကဘာကနေလွတ်မြောက်ပြီးအမှန်တကယ်ကဘာထဲပြန်ရောက်လာပါတယ်။ဒီလိုနဲ့စိတ်ကိုလှုပ်ရှားစေတဲ့အကြမ်းဖက်စိတ်ကူးရင်ဇလန်းဟာဒီနေရာမှာပဲအဆုံးသတ်သွားပါတယ်။ဒီလို movie recap တွေကိုမြန်မာလိုကြည့်ကြရင် subscribe လုပ်ထားပြီးပါ။